ကုန်ဆုံးနေအချိန်များတရွေ့ရွေ့နေပြောင်းမြဲခရစ်တော်မိမကဲစကားသာအချိန်တိုင်းကြာနေကြည်စမဲလောကကြီးရဲ့ဖြတ်သန်းခြင်းပြောင်းဆုံးသောဝိညာဉ်များစွာရှိသေးတယ်ပြောင်းနေတဲ့ဒီလိုတော့တွေမန်တော်လည်းရောက်အောင်လာပြမယ်ဒီလိုတဲ့ဆေးရဲ့ယုံကြည်ခြင်းအလေးရဲ့ဒီလိုဆုံးတိုင်းရှလာလို့တရားများလေးရစေအောင်ကဲတင်ခြင်းချမ်းကိုကဘာလူသားတိုင်းသိစေမယ်ကိုယ်တော်အတွက်ဆုံးလို့စားလာဖြစ်ရမယ်ကုန်ဆုံးနေအချိန်များတရွေ့ရွေ့နေပြောင်းနေခရစ်တော်မိမကဲစကားသာအချိန်တိုင်းကြာနေကြည်စမဲလောကကြီးရဲ့ဖြတ်သန်းခြင်းပြောင်းဆုံးသောဝိညာဉ်များစွာရှိသေးတယ်ဆုံးတိုင်းရှောက်လာလို့